mani toyamani shavime tamawi gane phine mego grawalele ta ye gayu saipa tami ye gayu saipa shuya ajina we thwe de tamuriya ashi yomaတိုင်းတစ်ဘောကိုခွဲခွာလာရအခုဆိုနှစ်တွေပြောင်းရက်တွေလေးနှောင်းလူပြီးအခါခါပြောရမမနီတော်ရမနီရှောက်ပြီးမေတာမဝေကနေဖိနေမေကိုကြော်ရလေတာရဲ့ကယူစိတ်ပါသမီးရဲ့ကယူစိတ်ပါရှူရအကျဉ်းတော်ဝေထွေးတဲ့သမှုရအရှိအောင်မတိုင်းတစ်ဘောကိုခွဲခွာလာရအခုဆိုနှစ်တွေပြောင်းရက်တွေလေးနှောင်းလူပြီးအခါခါဘယ်ချိန်ဘယ်ခါပြန်ခဲ့မလဲဖေကမေးရှာမေကလေးလွယ်လို့တောင်းမောင်းပြန်လာပါကျွန်တော်မှရင်ရဲဆိုလို့တွေ့ရတိုင်းဖွဲ့ကဖေမြတ်တာလုံးကြီးအောင်မှာအမေမြတ်တာအေးမြလာတာခွဲခွာကြောင်ညောင်းငယ်ချိန်မှာလွယ်လင်းကတည်စီချင်းကလေးနဲ့ကြော်ဝါလေဇော်ဝင်းတမပင်နဲ့ခဏတဲ့ကျွန်တော်တို့ညာမြေကိုတောင်းမောင်းပြန်ခဲ့ပါမေဝိတမြေမာရန်တို့နဲ့စာရေးလို့အတီးပေးဖို့ကရဲ့မိတော်စုစုံကြီးအဖေမေလေးမျိုးရှာရုံမေကွယ်ဝါစီအတွက်မို့ပြောရမှမနေပဲတော်ရမှနေရတဲ့ဘာတွေပါမေရဲ့ဒါကြောင့်မို့လေတားရဲ့ရည်မှန်းချက်တွေပြည့်စုံတဲ့တတိကြရင်အဖေနဲ့အမေရှိတယ်တာယာလှပတဲ့ကြီးလဲရွာလေးစီကိုတားအရောက်ပြန်ခဲ့ပါမယ်တားမောင်ရောက်ပြန်ခဲ့ပါမယ်အဖေနဲ့အမေရဲ့ပြောရမမနီတော်ရမနီရှောက်ပြီးမေတာမဝေကနေဖိနေမေကိုကြော်ရလေတာရဲ့ကယူစိတ်ပါသမီးရဲ့ကယူစိတ်ပါရှူရအကျဉ်းတော်ဝေထွေးတဲ့သမှုရအရှိအောင်မတိုင်းတစ်ဘောကိုခွဲခွာလာရအခုဆိုနှစ်တွေပြောင်းရက်တွေလေးနှောင်းလူပြီးအခါခါဘယ်ချိန်ဘယ်ခါပြန်ခဲ့မလဲဖေကမေးရှာမေကလေးလွယ်လို့တောင်းမောင်းပြန်လာပါကျွန်တော်မှရင်ရဲဆိုလို့တွေ့ရတိုင်းဖွဲ့ကဖေမြတ်တာလောင်းကြီးအောင်မှာအမေမြတ်တာအေးမြလာတာခွဲခွာကြောင်ညောင်းငယ်ချိန်မှာလွယ်လင်းကတည်စီချင်းကလေးနဲ့ကြော်ဝါလေဇော်ဝင်းတမပင်နဲ့ခဏတဲ့ကျွန်တော်တို့ညာမြေကိုတောင်းမောင်းပြန်ခဲ့ပါမေဝိတမြေမာရန်တို့နဲ့စာရေးလို့အတီးပေးဖို့ကရဲ့မိတော်စုစုံကြီးအဖေမေလေးမျိုးရှာရုံမေကွယ်